ဒါမှလည်းဒီကာကြီးရောက်လာမှမျိုးနဲ့အမှန်တရားပြည့်ရတဲ့စာတွေလိုက်ပါစာပေပြည့်ရတဲ့ဒေသစီပီရတဲ့ဆွမ်းနာမည်ကာငါတော်များအားစာအုပ်တန်းကများဒီကနေ့လာဖြစ်ပါတယ်ဒါကြောင့်မလို့အခုရှင်များပြကြတဲ့ဒီရနေတရားတွေမှာများအားလုံးလူကြမ်းပါစိတ်ချမ်းသာစီဝါရေးတွေတို့တဲ့စီဝါတို့တဲ့ကြပါစေတရားဒီရတဲ့လူတွေနဲ့ဘယ်လိုဒီမှာမျက်မှောက်ပြုနိုင်ကြပါစေ